ကျမတို့နောက်ထပ်တစ်ချိန်အတွက်ကိုလည်းထည့်ပြီးတော့စဉ်းစားခဲ့ပါတယ်ဘယ်လိုလုပ်မလဲဆိုတော့နှစ်တိုင်းတော့မလုပ်ဘူးပေါ့နော်နှစ်တိုင်းကျတော့အကြောင်းသားကျောင်းကောင်းတွေလည်းပဲပွဲပန်းတယ်ပေါ့နော်အဲ့ဒါကြောင့်မို့နှစ်တစ်ချိန်နောက်စုလို့မရတဲ့ခါကျရင်3နှစ်တစ်ချိန်လောက်လုပ်ပါမယ်ရှင်အဲ့ဒီတော့တစ်လပိုင်းလောက်ဆိုလို့ရှိရင်လူတိုင်းနဲ့အဆင်ပြေတယ်ပေါ့နော်တစ်လပိုင်းဆိုလို့ရှိရင်ပွင့်လင်းရသည်လည်းဖြစ်တယ်ပြောကြတော့ဒီလိုက်ပြီးတော့ပတ်စံကောက်ရတာလည်းအဆင်ပြေတယ်ဆရာမတွေလည်းကြောင်းမပိတ်သေးဘူးဆိုတဲ့ကြောင့်မလို့အဲ့ဒါကြောင့်မလို့တောင်းနှစ်ကြာတဲ့ခါကျရင်တစ်လပိုင်းမှာပဲပြန်လုပ်ပါမယ်ရှင်အဲ့တော့ပြန်လုပ်ဖို့အတွက်ကိုကြတော့ကျမတို့ကဒီမတီငွေအနေနဲ့အခုဒီကနေပြီးတော့ကောက်လို့ရတဲ့ပတ်စံတွေကိုထွက်ငွေတွေဖယ်ပြီးတော့ကျန်တဲ့ပတ်စံတွေကိုမတီငွေအနေနဲ့ဘဏ်ထဲမှာထည့်ထားပါမယ်ရှင်အဲ့တော့ကျမတို့ဘဏ်အကောင့်ကိုတောင်းသားဟောင်း3ယောက်ပေါင်းပြီးတော့ဘဏ်အကောင့်တစ်ခုဖွင့်ထားပါတယ်မတ်ကျူဆန်နဲ့မတ်ကြီးရှိရဲ့ကိုစောကဆယ်စီးရဲ့ပြီးတော့မတ်စောဆန္ဒတီရဲ့ပေါင်းပြီးတော့ဘဏ်အကောင့်ဘဏ်မောစားဘဏ်မှာအကောင့်ဖွင့်ထားပါရဲ့ရှင်အဲ့ဒါကိုလည်းပဲအဲ့ဒီဘဏ်အကောင့်ကိုလည်းကျွန်မFacebook မှာကြီးညာပေးပါမယ်အခုပြောလို့ရှိရင်မမှတ်မိပါဆိုလို့ပါlike မှတ်စရာလည်းမပါစားတဲ့ခါကြတော့နော် Facebook group မှာကြီးညာပေးပါမယ် Viber group မှာကြီးညာပေးပါမယ်အဲ့ဒီကိုလာစဉ်အလူငွေတွေထည့်လို့ရပါတယ်အဲ့တော့ထည့်တဲ့အလူငွေတွေကိုစုပေါင်းပြီးတော့ရလာတဲ့အတိုးရှိမယ်ပြီးတော့ကြတော့ဆရာမတွေနာမကျန်းဖြစ်တဲ့ခါကြလို့ရှိရင်အဲ့ဒီကနေပြီးတော့9000သိန်းထုတ်ပြီးတော့ဆရာမတွေကိုထောက်ပံ့မယ်ပေါ့နော်ပြီးတော့ကြတော့နောက်နှစ်လုပ်ဖို့အတွက်လည်းပဲအဲ့ဒီဟာကနေမာတီဝေးဖြစ်သွားမယ်ပေါ့နော်အဲ့လိုမျိုးစီစဉ်နေကြတာပါပြီးတော့ကြတော့ဒီကျောင်းသားကော်မတီဖွဲ့ဖို့ပေါ့နော်ကျောင်းသားဟောင်းဆရာကတော့ဝယ်ဖြစ်မြောက်ရေးကော်မတီဖွဲ့ဖို့ဆိုပြီးအကြံဉာဏ်ပေးကြတာရှိပါတယ်အဲ့တော့အဲ့ဒီအကြံဉာဏ်တိုင်းကျမတို့ဖွဲ့ဖို့ကြိုးစားပါတယ်ဥက္ကဋ္ဌကိုကိုအောင်နေလင်းနဲ့ဒုတိယဥက္ကဋ္ဌကိုမျိုးစောပြီးတော့အတွင်းရေးမှူးကျမတို့တာဝန်ယူပြီးတော့လုံးမလို့စီစဉ်ခဲ့ပါတယ်ဒါပေမဲ့အဲ့လိုမျိုးတာဝန်တွေယူပြီးတော့ယာရုတွေနဲ့တာဝန်တွေနဲ့အဲ့လိုမျိုးခွဲဝေလိုက်တဲ့အခါကျလို့ရှိရင်အဲ့ဒီလိုမျိုးဗာလဲလှုပ်တဲ့သူကလည်းပဲသူကတော့လှုပ်ပြီးတော့ငါတော့မလှုပ်အောင်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးငါလှုပ်ရပြီးတော့ငါတာယာရုမရအောင်အဲ့လိုမျိုးစိတ်ဝမ်းခွဲတာတွေပါတယ်နဲ့ဖြစ်လာမှဆိုတဲ့အတွက်ကြောင့်မလို့အဲ့ကော်မတီကိုမဖွဲ့စည်းတော့ပါဘူးအဲ့လိုကော်မတီမဖွဲ့စည်းထားလဲပဲနောက်ချိန်တွေလုံးမယ်ဆိုလို့ရှိရင်ကျမတို့ကပဲဥဆောင်ပြီးတော့လိုက်ပြီးတော့လိုက်တိုင်းအလူငွေကောက်ခံပြီးတော့ပဲဒီလိုမျိုးပဲစီစီကားကားလေးဖြစ်အောင်ထပ်လုပ်ပါမယ်ရှင်ယာရုတွေတာဝန်တွေမယူထားပေမဲ့လည်းပဲအကုန်လုံးကတက်ညီလက်ညီနဲ့လုပ်ကြပါမယ်ပြီးတော့ကြတော့အခုလောလောဆယ်ကောက်ခံရရှိတဲ့ငွေတွေရဲ့ပြီးတော့စားထွက်ငွေတွေရဲ့စီရင်ကိုကျွန်မဖတ်ကြားပါမယ်ရှင်ရှေ့ရက်တလ2019အထိကောက်ခံရရှိတဲ့ငွေကတော့34သိန်း3000ဖြစ်ပါတယ်ရှင်မနှစ်ကအခွေရောင်းရတဲ့ငွေကကျန်ပါသေးတယ်အဲ့ဒါကတော့2400ပါရှင်ပြီးတော့ဒီကြားထဲမှာထပ်မံရရှိတဲ့အလူငွေတွေကတော့2သိန်းဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဝင်ငွေစုစုပေါင်းကတော့36သိန်း5400ဖြစ်ပါတယ်ရှင်ထွက်ငွေတွေအနေနဲ့ကြတော့ဆရာမတွေအတွက်ကြော့ပစ္စည်းက1သိန်း8500ပါပြီးတော့ကြတော့ကြော့တဲ့ငွေသားကတော့26သိန်း9500ပါရှင်ပြီးတော့ကြတော့အစားအသောက်ကျွေးမှုရဲ့အတွက်ကကြတော့2သိန်း48000ပါပြီးတော့အုံးဝဲငပြောဝဲတွေမှာပြင်ဆင်တဲ့အတွက်ကတော့9300ပါဗီဒီယိုငှားကတော့1သိန်း2000ပါရှင်ပြီးတော့စက်ပစ္စည်းငှားရမ်းကားတွေအခင်းငှားရမ်းကားတွေကတော့9000ပါအချိုဝဲအတွက်ကတော့13200ပါရှင်ကျေးမှုသတင်းစာမှာကြော်ညာထည့်တဲ့အတွက်B9ကတ်ထည့်တဲ့အတွက်ကကြတော့1သိန်း2000နဲ့B9က19000ကျပါတယ်ရှင်အဲ့တော့ထွက်ငွေစုစုပေါင်းပြန်ပြီးတော့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့34သိန်း4500ကျပါတယ်ရှင်ပြီးတော့ကြတော့ကျမတို့ဘဏ်ထဲမှာအကောင့်ဖွင့်ထားတဲ့ဟာကို3000နဲ့စပြီးတော့အကောင့်ဖွင့်ထားပါတယ်အဲဒါကြောင့်ဘဏ်ထဲမှာ3000ဝင်နေပါတယ်အဲ့တော့အခုလောလောဆယ်ဝင်ငွေက36သိန်း5400နဲ့ထွက်ငွေက34သိန်း9500မှာအခုလောလောဆယ်ပို့တာကတော့1သိန်း9800ဖြစ်ပါတယ်ရှင်အဲ့ဒါကိုကြတော့နောက်ထပ်စရုပ်ထားခြင်းလုပ်ဖို့အတွက်ကိုကျမတို့ဘဏ်ထဲမှာထည့်ထားမှာဖြစ်ပါတယ်ပြီးတော့ကြတော့ဒီနေ့ကောက်ခံရရှိတဲ့ဒီဆရာမတွေအတွက်စေးပရိသတ်ပြင်အလူငွေတွေကိုလည်းပဲဘဏ်ထဲမှာထည့်ထားမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒီပွဲထင်းများလာဖို့အတွက်ကိုတယောက်တည်းအားနဲ့လုပ်ခဲ့တာမဟုတ်ပါဘူး။အကုန်လုံးစုပေါင်းပြီးတော့တညီနဲ့ကြိုးစားပြီးလုပ်ခဲ့တာဖြစ်ပါတယ်ရှင်။အဲဒါကြောင့်လို့ကျေးဇူးတင်ရမယ့်သူတွေအများကြီးရှိပါတယ်။အရင်ဆုံးအနေနဲ့ဒီပွဲကိုကျင်းပခဲ့ပြီးတဲ့မြို့နယ်ပညာရေးမှူးဆရာကြီးဦးသိန်းဝင်းကိုကျေးဇူးတင်ပါတယ်ရှင်။ပြီးတော့လက်ရှိကျောင်းကတော့ဒီပွဲကိုဒီမှာကျင်းပခဲ့ပြီးခဲ့တဲ့အတွက်ကြောင့်မို့လို့ဆရာကြီးဦးသိန်းထွန်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်။ပြီးတော့ပွဲကျင်းပဖို့အတွက်ဆရာမတွေစီမအတိုင်းပြီးတော့အကြံဉာဏ်တွေတောင်းခံခဲ့ရပါတယ်။အဲဒါကြောင့်မလို့ဆရာမတော်ဝင်းမှာဆရာမတော်မအောင်ဆရာမတော်မြင့်စိန်ဆရာမတော်ချိုချိုတန်းဆရာမတော်ထင်ပါကြီးတို့လည်းပဲအကြံဉာဏ်တွေနဲ့ဝိုင်းဝန်းပြီးတော့ပူးပေါင်းပြီးတော့ဝင်တဲ့အတွက်ကြောင့်မို့ကျေးဇူးများတင်ပါတယ်ရှင်။ပြီးတော့ကျတော့ဒီကျမဒီရုပ်ရှင်
တဲ့စိတ်ပဲရှိရပါတော့လိုက်ပြီးတော့ဟိုအလုပ်ကတစ်ဖက်ဖြစ်နေတဲ့ခါကျတော့လိုက်ပြီးလူငယ်တွေမကောက်ခံနိုင်ပါဘူးအဲ့ဒါကြောင့်မို့ဖောက်စားတွေကိုအသီးသီးကိုဖွဲ့ဝေပေးပြီးတော့အကုန်လုံးအကူတွေမတွေရောမောင်လေးမလေးရောအကုန်လုံးကိုလိုက်ပြီးကောက်ခံခိုင်းပါတယ်အဲ့ဒါကြောင့်မို့လို့သူတို့တွေရဲ့ဆွဲဆောင်တည်ုံတာအားကောင်းသွားလို့ပဲပေါ့နော်ဒီလောက်ရှိအများကြီးလာတာပါဒီတော့နည်းနည်းထည့်တဲ့သူကိုလည်းနည်းနည်းထည့်ချင်တာကိုသူကပြောကြတယ်ပြောကြတော့ဒီပွဲပတ်စံမျိုးလဲပေါ့နော်ဆီယာမတွေထည့်လို့ပဲရည်စူးပြီးတော့ဒီအလွဲသုံးစားမှုတွေမဖြစ်ခဲနဲ့ဒီများတစ်ချက်မှာကိုချိုးတက်မသုံးနိုင်နဲ့အကုန်လုံးဒီဒီဆာကောက်ခံနေကြတာဖြစ်ပါတယ်အဲဒါကြောင့်မို့လို့လူငွေကောက်ခံပေးကြတယ်အကိုတွေမတွေမောင်လေးမလေးတွေပြောကြတော့တကယ်ကြီးအကုန်လုံးကျေးဇူးတင်ပါတယ်ရှင်ပြောကြတော့ကျမတို့စီးဝေးတွေကို3ချိန်လောက်ခေါ်ခဲ့ရပါတယ်အဲ့မှာစီးဝေးကိုလာရောက်တက်ရောက်ပြီးတော့ကြံဉာဏ်ပေးခဲ့ကြတယ်ဝိုင်းဝန်းတိုင်နေပြီးတော့ဆွေးနွေးပြီးတော့ဒီပွဲဖြစ်ရောက်လာဖို့အတွက်ကြံဉာဏ်ပေးခဲ့ကြတဲ့သူတွေအကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်ပြောကြတော့ဒီအစားအသောက်ကထောပတ်ထမင်းနဲ့ရေခဲပုံးနဲ့တွေ့တာဖြစ်ပါတယ်အဲ့တော့အစားအသောက်ကိုအဓိကဝင်ဆန်းချက်ပြုတ်ပြီးတော့အတင်းအမှားလို့ရှိရင်ပတ်စံကုန်ပါဆိုလို့ကိုယ်တိုင်အပြင်မှခံချက်ပြုတ်ပြီးပြထားတယ်မင်းကြီးစုလက်မခင်တောင်းနဲ့ငါဝင်ထားတို့လည်းပဲကျေးဇူးများတင်ပါတယ်ရှင်ပြောကြတော့အစားအသောက်ပြင်ဆင်ပေးခဲ့ကြတဲ့အမားတွေကိုလည်းပဲကျေးဇူးတင်ပါတယ်ရှင်ပြောကြရေခဲပုံးကတော့ကိုစိုးမင်းကစမောစာပေးတာဖြစ်ပါတယ်အဲဒါကြောင့်မလို့ဒီပွဲမှာလည်းရေခဲပုံးလေးထည့်လိုက်တော့ပို့ပြီးတော့ကောင်းပါတာပေါ့နော်အဲဒါကြောင့်မလို့ကိုစိုးမင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်ပြီးတော့ရေတာမူသွားကြတော့မဆိဒနာထုံးကနေပြီးတော့ဆရာမတွေလည်းရေတာမှုဆောင်တာပေးတာဖြစ်ပါတယ်မဆိဒနာထုံးလည်းကျေးဇူးတင်ပါတယ်ရှင်ပြီးတော့ကြတော့ဆရာမတွေကားကိုအချိုးပို့လုပ်ပေးခဲ့ကြတယ်စီဘိုးတွေဘာမှမဖြစ်ပဲနဲ့ကားကိုစိုက်ထုတ်ပြီးတော့ဦးကြီးပေးခဲ့ကြတယ်လူငယ်ရောငွေငယ်ရောစသဖြင့်ဦးကြီးပေးခဲ့ကြတယ်ကိုစောတက်ဆယ်စီကိုမင်းချန်အောင်ကိုမျိုးကျော်ကိုစောနိုင်မှုကိုဝင်းနိုင်မှုမတ်တင်စင်ဆိုမတ်ဆောင်စနာထေးကိုအောင်နေနေအကုန်လုံးကျမဒီကနေပြီးတော့ကျေးဇူးတင်ပါတယ်ရှင်ပြောကြတော့ခန်းသားကိုဒီလိုဖတ်တာလေးဖြစ်အောင်ပြင်ဆင်ပေးခဲ့ကြတယ်ခန်းသားလေးဖြစ်အောင်ပြင်ဆင်ပေးခဲ့ကြတယ်ကိုအောင်နေနေကိုမင်းချန်အောင်ကိုမျိုးကျော်ပြောကြတော့ကိုရဲစွမ်းပြီးတော့မဆန်နာအေးမရမင်းအေးမမြတ်တီအောင်မအီမို့ကိုခိုင်မင်းထော့ကိုချဦးမောင်ကိုခိုင်မြတ်သူစသဖြင့်အကုန်လုံးကျေးဇူးများတင်ပါတယ်ရှင်ပြီးတော့ကြတော့ဒီဆရာမတွေတပုံရိုက်တဲ့ဒီနားရကြတော့ကိုစောကက်ဆယ်စီရဲ့အကြံဉာဏ်ဖြစ်ပါတယ်အဲဒါကြောင့်မလို့သူပဲပတ်စံဆိုင်ထုတ်ပြီးတော့လှုပ်လာပေးခဲ့တယ်ပြီးတော့ကြတော့ဒီလိုခန်းနာနာလေးပြန်လုပ်ပေးတဲ့အတွက်ကြောင့်လည်းကိုစောကက်ဆယ်စီကျေးဇူးတင်ပါတယ်ရှင်ပြီးတော့ကြတော့ခန်းနာမှုဖြစ်တောင်းယူဆောင်ရွက်ပေးတဲ့ဒီမလေးညကိုလည်းကျေးဇူးတင်ပါတယ်ပြီးတော့ကန်ဆယ်မဲ့ပွဲလုပ်ဖို့အတွက်ပထမတော့ကျွန်တော်တို့ပတ်စံပေါ်မှာဆိုလို့ကန်ဆယ်မဲ့ပွဲလုပ်တော့ဟုတ်ပါတော့အဲ့ဒါနဲ့ကိုထောင်လေးကနေပြီးတော့ကန်ဆယ်မဲ့ပွဲသူပဲလုပ်ပေးပါမယ်ဆိုပြီးတော့ကြံဉာဏ်ပေးပြီးတော့ကိုတိုင်းပါဝင်ဆောင်ရွက်ပေးတယ်ကိုထောင်လေးလုံးဝဝင်ထပ်လို့လည်းကျေးဇူးတင်ပါတယ်ရှင်ပြီးတော့ဗီဒီယိုသမားတွေကိုဖုန်းဆက်ပေးပါတော့မတ်တိုဒီယာခိုင်းလည်းကျေးဇူးတင်ပါတယ်ဗီဒီယိုရိုက်ပြီးဖွင့်လုပ်ပေးပါတော့ကိုတင်မေနဲ့ဖွဲ့လည်းကျေးဇူးတင်ပါတယ်ရှင်ပြောကြတော့ကျမတို့ဒီမှာဓာတ်ပုံပြန်ခွင့်ချိန်ဖို့ပြင်မှာအစီအစဉ်မရှိပါဘူးရှင်အဲ့ဒါဓာတ်ပုံပြန်ခွင့်အတွက်အကြံဉာဏ်လည်းပေးတယ်ပြောကြကိုယ်တိုင်လည်းအမြင်လုပ်ပြီးတော့အကဲဖြတ်ပေးမယ်ပုံပြီးစီကားတော့လုပ်ပေးတဲ့အတွက်ကြောင့်မို့လို့ကိုကောင်းတော့ထပ်ကိုလည်းကျေးဇူးတင်ပါတယ်ရှင်ဒီကျမတို့ဓာတ်ပုံမှာတစ်ခါလေးပဲပြောလိုက်ပါမယ်ဒီနေ့ဒီညပုံလေးကိုမနက်ဖြန်9 နာရီနောက်ဆုံးထားပြီးတော့ပို့ပေးပါပေါ့နော်ဒီပို့ရမယ့်လေးစာကိုလည်းပြောထားပါတယ်ကိုကောင်းချောထက်ဆိုတဲ့နာမည်နဲ့အကောင့်ကိုပို့ပေးတာဆက်ပါကနေပို့ပေးတာဒီဘုံမဲ့ပို့ပေးပါပေါ့နော်အဲဒီဒီဘုံမဲ့ပို့ပေးလို့ရှိရင်နံပါတ်ပေးလိုက်ပေါ့ပြန်လို့နံပါတ်ပေးပါမယ်အဲ့ဒါကိုနောက်တစ်နေ့မနက်9 နာရီရောက်တာလည်းကျွန်တော်တို့လူမှာတင်ပေးပါမယ်အဲ့ဒီချိန်ကနေစပြီးတော့နောက်18 ရက်နေ့ည7 နာရီထိပို့ပေးလို့ရပါတယ်ဘုံတင်ရကြတော့ဒီလူထရမှန်ပါလေးပဲပေးလို့ရမှာဖြစ်ပါတယ်အပြင်ကအမျိုးတွေဝိုင်းပြီးပေးကြမှာဆိုတော့အဲဒါကိုဘုံကိုပြန်လိုက်ပါမယ်ရှင်အဲဒါကြောင့်မလို့ဒီစားထဲမှာလည်းဘုကိုလာပြီးဆွမ်းရရပါတယ်ကျွန်မအပြုလုပ်ပေးပါမယ်နောက်ဆုံးလေးများတော့ဒီအားရဲ့စားရနေပြီးတော့ပွဲကိုလာပြီးတော့စီစီကားကားလေးဖြစ်အောင်လာပြီးတော့ဝိုင်းလုပ်ပေးစားရတဲ့ဒီအကုန်လုံးနည်းနည်းပြောပြီးမယ်လည်းအကုန်လုံးကျေးဇူးများတင်ပါတယ်ရှင်ပြောကြတော့ဒီကျောင်းသူကျောင်းသားဟောင်းနေရလည်းပဲဒီကတော့ပွဲလေးကိုဖြစ်မြောင်လာကြတဲ့အတွက်ကြောင့်မို့လို့လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်နေ့တွေလုပ်တဲ့ခါကြလို့ရှင်လည်းအကြောင်းကြားပါမယ်ဒီလိုပဲတက်ကြွနဲ့လာပြီးကူညီပေးကြပါအောင်လို့ပြောကြပါတယ်ရှင်နောက်ဆုံးအနေနဲ့ကျေးဇူးတင်စကားပြောချင်တာကတော့နောက်ဆုံးအနေနဲ့ဆိုပေမဲ့ကျေးဇူးအထင်ရဆုံးပုဂ္ဂိုလ်တွေထဲမှာပါပါတယ်ဒါကတော့ဆရာဆရာမတွေပဲဖြစ်ပါတယ်အဲ့တော့ဆရာဆရာမတွေရဲ့ကျေးဇူးကတော့ကျွန်မတယောက်တည်းအနေနဲ့မဟုတ်ဘဲနဲ့ကျောင်းသူကျောင်းသားတွေအားလုံးရဲ့ကိုယ်စားဆရာမတွေကျေးဇူးတင်စကားပြောချင်ပါတယ်ရှင်ဆရာမတွေခုနကကျွန်မ
ယာလူတွေလုံးတဲ့နေရာတွေပြောတာကကြွားချင်လို့မဟုတ်ပါဘူးဒီဆီယာမတွေတင်ပေးလိုက်တဲ့တပည့်တယောက်ကဒီလိုနေရာမှာဒီလိုတွေဖြစ်နေခဲ့ပြီးပညာရေးမြင်မာခဲ့တယ်ဆိုတဲ့ဟာကိုပညာနဲ့ပြန်ပြီးတော့ကျောင်းသားတွေအကျိုးပြုနိုင်နေပြီဆိုတဲ့အကြောင်းကိုဆီယာမတွေကိုသိစေချင်လို့ဖြစ်ပါတယ်ပြီးတော့လည်းပဲကျမကိုယ်တိုင်လည်းဒီစစ်တပ်တော်ဖြစ်မှာတရုတ်ပြလုပ်နေတဲ့အခါကျတော့ကိုယ်တိုင်ဆရာဖြစ်တော့မှာပဲဆရာလေးကြီးဆိုပို့ပြီးတော့နားလည်လာပါတယ်အဲဒါကြောင့်မလို့ခုလက်ရှိအောင်မြင်နေတဲ့သူပဲဖြစ်ဖြစ်မအောင်မြင်တဲ့သူပဲဖြစ်ဖြစ်ဒီအင်ဂျင်နီယာပဲဖြစ်ဖြစ်ဆရာဝန်ပဲဖြစ်ဖြစ်စစ်ဘိုလ်ကြီးပဲဖြစ်ဖြစ်ရုံးဝင်လန်းရုံးမှာတာဝန်ယူဆောင်ရွက်နေတဲ့သူတွေပဲဖြစ်ဖြစ်ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူပဲဖြစ်ဖြစ်အိမ်မှာအိမ်မှုလိပ်စာလုပ်နေအင်ရှင်မပဲဖြစ်ဖြစ်ပေါ့နော်ဘယ်သူပဲဖြစ်ဖြစ်အလှော်ပေါင်းစုံပညာပဲရောက်ရောက်ဆရာမတွေရဲ့ကျေးဇူးကြောင့်မို့လို့ကျောင်းသူကျောင်းသားတွေကဒီလိုမျိုးစိတ်ကောင်းစေတနာကောင်းတွေရှိပြီးတော့ဒီလိုမျိုးဘဝလေးထားပါနေတဲ့အတွက်ကြောင့်ဆရာတို့ဆရာမတွေကျေးဇူးအများကြီးတင်နေပါပါရှင်အဲ့တော့ဆရာတို့ဆရာမတို့ကတမျိုးတင်ရုံးမှာပါတဲ့စာတွေလည်းတင်ပေးခဲ့တယ်တင်ရုံးမှာမပါတဲ့လောကဒီဒီစိတ်ကောင်းနှလုံးကောင်းဝေးဖို့တွေပြောကြတော့ဒီဈေးလေးမှာပြတ်တတ်အောင်ဒီမှာဆရာသမားတွေပြတ်တတ်အောင်အဲ့လိုမျိုးပြောဆိုဆုံးမှာပြီးတော့တုံ့တင်နေကြတဲ့အတွက်ကြောင့်မို့လို့တောင်းတနေပါကျေးဇူးတွေအများကြီးတင်ပါပါရှင်အရာကျန်အပြောကျန်တဲ့ကျင်းတဲ့နဲ့ဆုံးမတဲ့ဆရာတွေဆောင်လည်းပဲတမျိုးကဒီမကောင်းတာတွေမလုပ်ဖြစ်တော့ဘူးပြီးတော့အမှားတွေကိုရှောင်လွှဲနိုင်ခဲ့ကြပါတယ်လူညံ့ညံ့ချုပ်တာလားနဲ့ပြောဆိုဆုံးမတဲ့ဆရာတွေဆောင်လည်းပဲစိတ်နဲ့အောင်းနေလူညံ့တင်နေတဲ့သူတွေဖြစ်လာကြပါတယ်ရှင်အဲ့တော့ဒီဘက်တွေဖြစ်ကုန်လည်းပဲဆရာတွေကဆရာကြီးမျိုးကြော်ပြောထားတဲ့အတိုင်းပဲဆရာဆိုတော့ဘာမှဒီဘက်ကိုဖြစ်နေနေမရှိဘူးပေါ့နော်အကုန်လုံးဖိထုတ်ပါတယ်ဆိုတော့ဒီဆောင်လည်းဒီမျိုးစီစဉ်နိုင်ကြပါတယ်ရှင်ဒီလိုဒီဘက်မှာဆရာဆရာမတို့အနေနဲ့ပဲဖြစ်ဖြစ်ဒီကျောင်းကျောင်းသားဟောင်းများအနေနဲ့ပဲဖြစ်ဖြစ်လိုအပ်ချက်တွေရှိခဲ့တယ်ပြောကြတော့ဒီအစိမပြေတာလေးတွေတွေ့နေဆိုလို့ရှိရင်ပွဲစီစဉ်တဲ့ဒီမှာတော့နည်းနည်းလေးလိုအပ်တာတွေဖြစ်တဲ့အတွက်ကြောင့်လို့နောက်နေ့ပြီးတော့ဖွင့်လို့ပြကြပါရှင်ဒီလိုမျိုးပြည်ဆောင်တော့ဒီပွဲကိုအားရတယ်ဆိုလို့ရှိရင်လည်းအကုန်လုံးအားပြီးတော့ပြင်ပေးကြတဲ့အနေချင်းတွေအကိုတွေမှာတွေမောင်လေးညီမလေးတွေကျေးဇူးတင်ပါရှင်ပြောကြတော့နောက်ဆုံးအနေနဲ့တော့ဆရာရဲ့ပုံကျေးဇူးကိုအမြဲတမ်းနားလည်သိတတ်ပြီးတော့ကိုယ့်ရဲ့မိမိကိုယ်ကိုပဲဖြစ်ဖြစ်မိမိရဲ့မိသားစုပုံရင်းခြင်းကိုပဲဖြစ်ဖြစ်အကျိုးပြုနိုင်တဲ့တားကောင်းနေမှလေးဖြစ်အောင်မိကောင်းနေမှလေးဖြစ်အောင်ဆရာကြီးအမြဲတမ်းပုံယူရအောင်လို့ဒီကအမြဲတမ်းကြိုးစားတော့ပါမယ်။ဘာလို့ဒီလိုချုပ်ပါလဲ။ဒီလိုမချုပ်ခင်မှာတော့ကောင်းနေမယ်ပြတာမြည်စီနည်းနည်းကတော့ကိုစုံစုံမိုးရေးဆက်ထားတဲ့ကြပြလေးကိုရွတ်ဆိုရင်းနဲ့ဒီကုန်းချုပ်ပါမယ်ရှင်။ဒီကအမေတို့ရဲ့ခါလေးကိုမြင်ရပါတယ်။ဒီကေထင်လာတော့အချိန်မှတော့အလေးရခန်းလို့နေတဲ့ဖြေလိမ့်သွားတဲ့အမေတရားအတွက်အန်တိတ်လိုက်တဲ့အတန်မင်းရနေတဲ့အမေတို့အတွက်နိုင်ထားတဲ့အတန်တင်းမာသွားတဲ့သားသမီးတွေအတွက်မရှိတဲ့အတန်နေမာတဲ့သားသမီးတွေအတွက်ဆုံးမခြင်းနဲ့အမေရဲ့အတန်နေမာတဲ့သားသမီးတွေအတွက်အမိတာပွားခြင်းနဲ့အမေရဲ့အတန်အမေတို့အတန်ကိုတာသမီးတိုင်းစားနိုင်ပါစေအမြဲတမ်းတောင်းပန်ထားတဲ့အမေတို့ရင်တွင်တာသမီးတိုင်းတိုးဝင်နိုင်ပါစေဆရာတော်ပဲတဲ့ခေါင်းစဉ်များထားတဲ့အမေတို့ဒီငယ်တိုးတဲ့ပွဲဆိုပြောမှန်းနေလားသားတို့တိုးဝင်တဲ့အချိန်အမေတို့ပြောနေမှာလားရင်းနေမှာလားဒူနေနေလားတွင်နဲ့ဆိုပြီးတော့ဆက်ထားပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်တင်စကားပြောကြားပေးပါတော့မသီရိဝေလင်းအားချိုးမြင့်ကျေးဇူးတင်ရှိပါတယ်ရှင်စီစဉ်6ရာခန္ဓာပြီးဆုံးကြောင်းကျေးညာအပ်ပါတယ်ရှင်စီစဉ်9ရာဆရာကြီးဆရာမကြီးများအားထမင်းစားကမ်းသို့ကြွရောက်ပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ရှင်နေနေကြတဲ့ကြောင်ညာလာထိုင်စင်းစာလမ်းမများရဲ့အောက်မှာငါတို့စတွေ့ကြတဲ့မနဲ့တွေ့နဲ့ခွဲချစ်
တဲ့ညနေဖြစ်နေပြက်တွေမတူညီပေမဲ့သိချစ်ခင်ချင်းတွေတခြားမှာတို့နဲ့မှန်မြန်နေတဲ့တခြားမှာရှိတဲ့ကြောက်ရွံ့တွေတခြားမှာဖြစ်တဲ့ပြဿနာတွေခေါင်းနဲ့မှပြည့်နေတယ်တော့မမေ့တဲ့စိတ်မှာမင်းတို့ရှိနေသေးပါကြောင်းကျက်ခေါင်းလောင်ချို့တဲ့ကြားမတိုင်းပါဘာလို့ပြက်ချစ်တယ်ရှာရတဲ့ကိုယ်ကိုယ်ကဘူလာတဲ့တဲ့ဆေးရုံမှာတွေလည်းမပေါက်တော့ဘူး